Cristiano Ronaldo ဘယ်တော့မှအရှုံးမပေးခဲ့တဲ့စံပြလူသားတစ်ယောက် Cristiano Ronaldo ကိုချမ်းသာတဲ့ဘဝမှာမွေးဖွားခဲ့တာမဟုတ်ပါဘူး။သူ့ဘဝစတင်ခဲ့တာကအခက်အခဲတွေကြားတွေကပါ။ Ronaldo ဟာပေါ်တူဂီနိုင်ငံရှိမက်ဒရီယာကျွန်းလင်းမှာကြီးပြင်းခဲ့ပါတယ်။ဆင်းရဲတဲ့မိသားစုကနေမွေးဖွားလာတယ်။အဖေဖြစ်တဲ့သူတန်ရှင်းရေးလုပ်တာကြောင့်ကျောင်းမှာအမြဲအနေခံရတယ်။အသက်20အရွယ်မှာအဖေဖြစ်သူဟာအရက်ကြောက်ဆုံးမသွားခဲ့တယ်။အဲဒီအချိန်ကစပြီးယနေ့အချိန်ထိ Ronaldo ဟာအရက်ကိုလုံးဝရှောင်ကျဉ်ခဲ့တယ်။အဖေဖြစ်သူရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ဖို့မစုံမနစ်ကြိုးစားတယ်။ငွေကြေးအမြဲမလုံလောက်ခဲ့ဘူး။စားစရာတောင်တစ်ခါတည်းမှမသေးကြခဲ့ဘူး။ဒါပေမဲ့သူ့မှာတေချာတာတစ်ခုက Ronaldo မှာအိမ်မက်တစ်ခုပဲရှိခဲ့တယ်။အဲ့ဒါကတော့ဘောလုံးဝါသနာပါပဲ။ကလေးဘဝမှာ Ronaldo ဟာကိုလုံးသေးပြီးစိတ်ကံစားလွယ်တဲ့သူပါ။လူတွေကသူ့ကိုလှောင်ပြောင်ကြတယ်အသင်းပေါ်တွေရောက်တော့အရန်ကိုတက်တယ်လို့ပြောကြတယ်ဒါပေမဲ့လူတွေသူ့ကိုရီမောလှောင်ပြောင်နေချိန်မှာရိုနယ်ဒိုကတော့အမြဲတမ်းလေ့ကျင့်နေခဲ့တယ်အသက်12နှစ်အရွယ်မှာသူ့ဘဝအတွက်အခက်အခဲဆုံးဆုံးဖြတ်ချက်ကိုချခဲ့ရတယ်မိသားစုကိုစွန့်ခွာခဲ့ရသလိုမြို့ကြီးပြကြီးဘက်ကိုတွားရောက်ပြီး Sporting Lisbon ကိုဝင်ရောက်ခဲ့ရတာပါအင်ကိုလွမ်းနေညာတိုင်းငိုပြီးအိတ်ခဲ့ရတယ်ကံကြမ္မာကသူ့ကိုထပ်ပြီးဆက်တက်လာတယ်အသက်15နှစ်မှာသူ့မှာနှလုံးရောဂါရှိတယ်ဆိုတာတွေ့ရှိခဲ့ရပြီးဘောလုံးသမားဘဝကိုအဆုံးသတ်စေနိုင်တဲ့အခြေအနေတစ်ခုဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့သူအောင်မြင်စွာကျော်လွှားနိုင်ခဲ့ပြီးအဲ့ဒီမပြည့်စုံမှုတွေကပဲသူ့အတွက်တုံးအားတစ်ခုဖြစ်စေခဲ့တာပါ။တတူးမထိုးဘူးတစ်နှစ်ကိုသွေးနှစ်ကြိမ်လှူတယ်။အသက်19နှစ်မှာယူရိုဘောလုံးပွဲအသက်22နှစ်မှာကမ္ဘာ့ဖလားဆီမီဖိုင်နယ်ကစားခွင့်ရခဲ့တယ်။လိုအပ်တဲ့နေရာတွေကိုအများနဲ့လှူဒန်းပြီးတော့ပါလက်စတိုင်းကအကြောင်းတွေကိုလည်းငွေမြောင်းများထောက်ပံ့ခဲ့တယ်။ဆင်းရဲနွမ်းပါတဲ့အာဖရိကကလူတွေတော့လည်းယူရို3တန်းလှူဒန်းခဲ့တယ်။ဒါပေမဲ့မာနကြီးတဲ့တကုံကောင်းသမားလို့အမြဲတမ်းပြောခံရတယ်။2003ခုနှစ်မှာခြေစမ်းပွဲတစ်ပွဲကသူ့ဘဝတစ်ခုလုံးကိုလုံးဝပြောင်းလဲသွားစေခဲ့တယ်။ Manchester United နဲ့ Sporting Lisbon တို့ရှင်ပြိုင်တဲ့ပွဲမှာ Ronaldo ရဲ့ကစားပုံကကဘာကိုအားသိမ်းစေခဲ့ပါတယ်ဆိုပြီး Sir Alex Ferguson ကသူ့ကိုချက်ချင်းလက်မှတ်ရေးထိုးခိုင်းခဲ့တယ်။ Manchester United မှာ Ronaldo ရဲ့ဘဝကလုံးဝပြောင်းလဲသွားခဲ့တယ်။ရေးချင်းမဲ့မှုတော့ပဲဆွဲလန်းမှုတစ်ခုဖြစ်လာတယ်။လေ့ကျင့်မှုကိုဆွဲလန်းတယ်အနိုင်ရမှုကိုဆွဲလန်းတယ်အကောင်းဆုံးဖြစ်ချင်တာကိုဆွဲလန်းတယ်လူတွေကသူ့ကိုကိုကြိုးရှာသူအထင်ကြီးလွန်းသူလို့ပြောကြတယ်။ဒါပေမဲ့ Ronaldo ကတော့အကောင်းဆုံးဂိုးတွေအကောင်းဆုံးရလဒ်တွေနဲ့တူပြန်လည်ချေပပြီးအလုံးနဲ့ပဲတသိပြခဲ့ပါတယ်။ပြီးတော့ Real Madrid ကိုရောက်လာခဲ့ပြီးနောက်ထပ်သမိုင်းကြီးတစ်ခုကိုထပ်မံရေးထိုးခဲ့ပါတယ်။စံချိန်တွေချိုးပြတဲ့ချန်ပီယံလိဆုဖလားတွေဘလုံးတော်စုတွေကိုစက်တိုက်ရယူခဲ့တယ်။မန်ချက်စတာမှမက်ဒရစ်တို့မက်ဒရစ်မှဂျူဗင်တက်တို့ဂျူဗင်တက်မှပြန်ပြီးမန်ချက်စတာတို့ကစားသမားဘဝမှာကျန်လည်ခဲ့ပြီးယခုလက်ရှိအန်နာဆာမှာ42နှစ်ပြည့်တဲ့အထိဆက်လက်ကစားနေတယ်ပါ။ဘယ်နေရာကိုရောက်ရိုနယ်ဒိုဟာဂိုးတွေဆက်သွင်းနေစေဖြစ်ပြီးယခုဆိုရင်တော့ရိုနယ်ဒိုဟာသွင်းဂိုးပေါင်း962ဂိုးရှိသွားပြီပဲဖြစ်ပါတယ်။သူ့ရဲ့ဂိုးထောင်အိမ်မက်ကြီးပြည့်ဝဖို့39ဂိုးသာကျန်ရှိတော့တာဖြစ်ပါတယ်။ဒဏ်ရာတွေကြားတဲ့ကမုန်းတီးမှုတွေကြားတဲ့က PR တွေကြားတဲ့ကရိုနယ်ဒိုဟာဖားခင်ကုန်ဆုံးရှုံးခဲ့ရတယ်။မီဒီယာရဲ့ဝေဖန်မှုကိုအမြဲတမ်းခံခဲ့ရတယ်။ဒါပေမဲ့သူမြဲတမ်းခဲ့ဘူး။ဘာကြောင့်လဲ။ Cristiano Ronaldo ဆိုတာအရေးချင်းတစ်ခုတည်းမဟုတ်လို့ပါ။သူကိုယ်တိုင်ကစီးကန်းဖြစ်ပြီးတော့သူကိုယ်တိုင်ကအနစ်နာခံမှုဖြစ်ပါလေ။ဒီနေ့မှာတော့ Ronaldo ဟာဘောလုံးမတစ်ယောက်တက်တာမဟုတ်ပါဘူး။သူကိုယ်တိုင်ကအမှတ်သားတစ်ခုဖြစ်သွားပါပြီ။ဘဝစတင်ခဲ့တဲ့နေရာကဘဝအဆုံးသတ်မဲ့နေရာကိုမသတ်မှတ်နိုင်ဘူးဆိုတာကိုတသိပြခဲ့တဲ့လူတစ်ယောက်ပါ။ကျွန်းကဆင်းရဲတဲ့ကလေးတစ်ယောက်ကနေလူသားသမိုင်းနဲ့ကအကောင်းဆုံးအားကစားသမားတစ်ယောက်ထိဒါဟာအကန့်ကောင်းခြင်းမဟုတ်ပါဘူး။ဒါဟာ Cristiano Ronaldo ပဲဖြစ်ပါတယ်။